အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာက Canva ကိုအသုံးပြုပြီးတော့ Orange Juice အတွက် motion video တစ်ခုဘယ်လိုပြုလုပ်ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူ video ဆုံးထိလိုက်ကြည့်ပေးပါကျွန်တော်တို့အရင်ဆုံး Canva အကောင့်ထဲဝင်ထားပါမယ်ပြီးတော့ကျွန်တော်တို့ဘယ်ဘက်ဆက်မှရှိတဲ့ create ကိုနှိပ်ပါပြီးရင်ဒီဘယ်ဘက်အောင်သားလေးမှာ video ဆိုတာရွေးပေးပါဒီ video landscape ဆိုတာကိုရွေးပါမယ်ကျွန်တော်ဒီတိုင်းလေးပေါ်လာပြီဆိုရင်ဒီကောင်တစ်ချက်ကလေး clip ပြီးရင်ကျွန်တော် background ရင်ပြောင်းပါမယ် background ကိုမဲအောင်ပြောင်းပါမယ်ဒီ black color ပေါ့နော်ချက်ကလေးပြီးသွားရင်ကျွန်တော်တို့ circle တစ်ခုယူပါမယ် elements ဒီ search bar မှာ circle လို့ရိုက်လိုက်ပါမယ်ဒီကောင် circle shape ပါဒီကောင်တစ်ချက်ကလေး clip ပြီးကျွန်တော်ဒီကောင် color ပြောင်းပါမယ်တစ်ချက်ကလေး color gradient color ပေးပါမယ်ဒီကောင်လေးယူလိုက်ပါမယ်ပြီးရင်ကျွန်တော် gradient style ပြောင်းပါမယ် style ပြောင်းဖို့အတွက်ဒီ plus sign လေးကိုရင်တစ်ချက်နှိပ်ပြီးကျွန်တော်ဒီမှာ style 5ခုရှိပါတယ်ဒီဟာလေးသုံးလိုက်ပါမယ်ပြီးသွားရင် elements မှာ circle hole လို့ရိုက်လိုက်ပါမယ်enter ဒီကောင်လေးယူလိုက်ပါမယ်โอเคပြီးရင်ကျွန်တော်ဒီကောင်လဲဒီကောင်က dark gray ဖြစ်နေပါတော့ဒီကောင်လဲ black ပြောင်းပါမယ်စက်ကလေးပြီးတော့ရင်ကျွန်တော် elements မှာ search bar မှာ orange juice bottle လို့ရိုက်လိုက်ပါမယ်စီရောဒီထဲကအဆင်ပြေတဲ့ဘူးလေးတစ်ခုယူပါမယ်ဒီကောင်လေးယူလိုက်ပါမယ် size ရှင်းမယ်ပြီးရင် rotate လုပ်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီဘူးရဲ့ color လေးကိုနည်းနည်းထပ်တင်ပါမယ်တင်ဖို့အတွက်ဘူးတစ်ချက်ကလေး clip ပြီးကျွန်တော်တို့ဒီရောင်ပေါ့နော်ဒီလိမ္မော်ရောင်တောက်ကိုထပ်တင်ပါမယ်โอเคပြီးရင်ကျွန်တော်ဒီလိမ္မော်ရောင်ဖြော့ဖြော့ကိုလည်းနည်းနည်းထပ်တင်ပါမယ်โอเคတော့တော့ပါပြီပြီးရင်ကျွန်တော်ဒီအပိတ်အစိမ်းအောင်လဲထပ်တင်ပါမယ်တော့ဆိုတော့ပါပြီပြီးတော့ကျွန်တော်တို့ဒီအောက်ကစက်ဝိုင်းလေးနဲ့ဒီဘူးကို animation ထည့်ပါမယ်animation ထည့်ဖို့အတွက်ကျွန်တော်တို့ position layer ဒီကောင်တစ်ချက်ကလေး
clip ပြီးသွားရင် animate ဒီကောင်လေးယူလိုက်ပါမယ် set ကလေးဒီမှာ both ကိုယူပေးပါမယ် speed ကိုလျှော့ပါမယ်ပြီးဒီဘူးတစ်ချက်ကလေး animate ဒီ baseline ကိုယူပါမယ်ချက်ကလေးကောင်းလဲ both speed ကိုနည်းနည်းလျှော့ပါမယ်โอเคဒီလောက်ဆိုတော့ပါပြီပြီးသွားရင်ကျွန်တော်တို့ position တစ်ချက်ကလေး clip ပြီးကျွန်တော်တို့ဒီကောင် duplicate လုပ်ပါမယ်တစ်ချက်ကလေး1430ကိုနှိပ် duplicate ပြီးရင်ဒီအောက်ကကောင်နဲ့တစ်ထပ်ထပ်ကြောက်အောင်လုပ်ပါမယ်โอเคပြီးကျွန်တော်တို့ဒီအပေါ်ဆုံးကောင်ပဲတစ်ချက်ကလေး clip ပြီးရင်ဒီမှာ crop ကိုတစ်ချက်ကလေးအောက်ကိုပြီးဆွဲချတစ်ဝက်လောက်ထိပဲဆွဲချပါမယ်โอเคဒီမှာတစ်ချက်ကြည့်ကြည့်ပါမယ်ကျွန်တော်တို့ဘူးကဒီဘက်ကိုနည်းနည်းကြောင်းဒီဘက်ကိုနည်းနည်းတိုးပါမယ်โอเคဒီလောက်လောက်ထားပါမယ်ပြီးသွားရင်ကျွန်တော်တို့ position ပြီးရင်ဒီ swire ကို check လေး clip ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုနည်းနည်းလေးချော့ပါမယ်ဒီကောင်ဝင်ချင်းတမ်းမပေါ်အောင်လို့ပေါ့နော်ပြီးသွားရင်အပေါ်ကဘူးကိုတစ်ချက်ကလေးဘူးကိုလည်းဒီ swire ရဲ့နောက်ကိုနည်းနည်းလေးချော့ပါမယ်ဘာလို့ဆိုတော့ဒီ swire ပြီးမှဒီဘူးပေါ်လာတော့လိုချင်တာပါပြန်ကြည့်ကြည့်ပါမယ်โอเคဒီလောက်ဆိုရင်အဆင်ပြေပါပြီပြီးသွားရင်ကျွန်တော်တို့ဒီကောင်တွေ group ပေးပြီးတော့ site နည်းနည်းကြီးပါမယ်အဲ့အတွက်ကြောင့် position select ဒီကိုချစ်ပြီးတော့ set ကလေးပြီးတော့ control G ဒါမှမဟုတ်ရင် group တို့ဒီ site နည်းနည်းရှင်းပါမယ်โอเคဒီလောက်ဆိုရင်အဆင်ပြေပါပြီပြီးရင်ကျွန်တော်တို့ဒီအောက်နားလေးကစာတန်းလေးထည့်ပါမယ်စာတန်းထည့်ဖို့အတွက်ကျွန်တော်တို့ text ကိုနှိပ်ပါအဲ့ဒီ heading ဒီ text ကို color ပြောင်းပါမယ်ကျွန်တော်ဒီလေမောင်အောင်ပြီးပါမယ်ကောင်း copy paste ကျွန်တော်တို့ဒီစာကိုတန်းနဲ့ဖြစ်အောင်ထားပါမယ်
ဒီကျွန်တော်ခြေဆုံးကစာတွေကိုဒီမှာနေရာချပြီးတော့ animation ထည့်ပါမယ်ဒီကောင်တစ်ချက်ကလေး clip in animate ပြီးရင်ကျွန်တော်ဒီ custom create and animation ကိုတစ်ချက်ကလေးဒီမှာဆိုရင် shift ကိုဖိပြီးတော့ဒီကိုသွားခြင်းတဲ့ဘက်ကိုဆွဲလိုက်အောင်ပါပဲ shift ကိုဖိမယ်ဖိပြီးရင်ဆွဲမယ်โอเคဒါဆိုရင်အဆင်ပြေပါပြီပြီးကျွန်တော်ဒီ original မှာ stereo ပြောင်းပေးပါโอเคကျွန်တော်ဒီမှာတစ်ချက်ကြည့်ကြည့်ပါမယ်ဒီမှာဆိုရင်ဒီနောက်ကလွတ်နေပါဘောเนาะအဲ့ဒီနေရာကိုကျွန်တော်တို့ထပ်ဖြည့်ပါမယ်ဖြည့်ဖို့အတွက်တစ်ချက်ကလေး clip ပြီးရင်ကျွန်တော်ဒီနောက်ဆုံးမှာနောက်ထပ်ထပ်ထည့်ပါမယ် Control C Control Vပြီးသွားရင်ကျွန်တော်တို့ position ဒီမှာဆိုရင် and group ပြန်လုပ်ပါမယ်ဒီကောင် and group ဒီကျွန်တော်တို့ border ကိုတစ်ချက်ကလေး clip ပြီးသွားရင် duplicate လုပ်ပါမယ်ဒီကောင် duplicate site ကိုတေးပါမယ်ဒီကောင် site မဟုတ်ဘူးเนาะဒီကောင် duration ပေါ့เนาะဒီ duration ကိုချော့ပါမယ်ဒီကောင်လေးနည်းနည်းလေးချော့ပါမယ်check clip ပြီးရင် animate ဒီကောင် remove လုပ်ပါလုပ်ပြီးကျွန်တော်နောက်ထပ်အသစ်တစ်ခုထပ်ထည့်ပါမယ်ဒီကောင်လေးထည့်ပါမယ် check ကျွန်တော် speed ကိုအမြင့်ဆုံးထိတိုးကြည့်ပါမယ်โอเคဒီလောက်ဆိုရင်အဆင်ပြေပါပြီပြီးသွားရင်ကျွန်တော်တို့ဒီ app page တစ်ချက်နေပါနောက်တဲ့ page အသစ်တစ်ခုထည့်ယူပါမယ်ပြီးရင်ကျွန်တော် background color ကိုခုနဒီစဝိုင်းရဲ့ color ဖြစ်တဲ့ gradient color ပြောင်းပါမယ်ပြီးတော့ကျွန်တော်ဒီ blue ကလဲပြီးတော့လာဆိုတော့ကျွန်တော်ဒီဘက်မှာလဲအဲ့လိုလေးလဲပါမယ် check position duplicate ဒီမှာဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုဒီ web page မှာထည့်မှာဆိုဒီကောင်တစ်ချက် clip ပြီးဒီမှာဆိုရင် select ပေးထားရပါတော့ဒီကောင်ကိုဖိပြီးတော့ဒီဘက်ထဲကိုဆွဲချပါဒီမှာဆိုရောက်လာပါပြီဒီမှာတော့ site နည်းနည်းသေးပါမယ်
ကျွန်တော်တို့ဒီလဲနေတဲ့ချိန်မှာအတက်ဖြစ်တဲ့အထိဆွဲပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီဘက်ကကောင် speed လျှော့ပါမယ်ဆက်ကြည့်ကြည့်ပါမယ်ကျွန်တော်ဒီဘူးကို duplicate ထည့်လုပ်ပါမယ်လုပ်ဖို့အတွက် position ကျွန်တော် duplicate ဒီမှာလဲလုပ်လို့ရပါတယ်ဒီဘူးတစ်ချက် click ပြီးရင် duplicate ပြီးကျွန်တော်ဒီနားမှာထားပါမယ်ဒီမှာတော့ animation ကျွန်တော်အရင်ရှိပြီးသား animation ကို remove ပြင်တော့ပါမယ်remove ဒီကောင်လေးယူပါမယ်ကျွန်တော်ဘူးကိုအတဲ့အတိုင်းထားပါမယ်0 degree ဒီလောက်လေးထားပါမယ်speed ကိုနည်းနည်းထပ်ချော်ပါမယ်ဒီမှာဆိုရင် on under ကိုရွေးပေးပါမယ်ကျွန်တော်တို့ဘိုးကိုရွေးလို့ရှိရင်ပြီးသွားတဲ့အချိန်မှာလည်း animation နဲ့ပြီးသွားမှာမလို့ပါကျွန်တော် on under ဆိုတာကအဝင်တစ်ခုကိုပဲ animation ထည့်ပေးထားတာပါကျွန်တော်တစ်ချက်ကြည့်ကြည့်ပါမယ်ဒီကောင်ကိုကျွန်တော် speed ကိုတက်တင်ပါမယ် animate circle okay ပြီးတော့ကျွန်တော်လိမ္မော်သီးတို့လိမ္မော်သီးဟိုရှမ်းပြီးသားပုံစံလေးထည့်ပါမယ် elements ဒီမှာ orange လိုပဲရိုက်ပါမယ် enterကျွန်တော်ဒီပုံလေးယူပါမယ် position ကျွန်တော်ဒီ background ကိုထည့်ပါမယ်ဒီကောင်လေးကျွန်တော် duration ချော့ပါမယ်ကျွန်တော် duration ကိုဒီလောက်ပဲထားပါမယ်ဒီကောင်ကို animation ထည့်ပါမယ် animate
ကျွန်တော်ဒီကောင်လေးထားကြည့်ပါမယ်ဒီဘူးကိုကျွန်တော်တို့အောက်ကိုနည်းနည်းထိုးပါမယ်ကျွန်တော်ဒီကောင် animation ပြန်ပြောင်းကြည့်ပါမယ်ကျွန်တော်ဒီကောင်လေးထားကြည့်ပါမယ်ပြီးရင်ကျွန်တော်အစအဆုံးပြန်ကြည့်ကြည့်ပါမယ်ကျွန်တော်တို့ဒီနေရာမှာဒီကောင်ကို animation ကိုကျွန်တော်တို့ဟိုမထားတော့ဘဲနဲ့အဝင်မဲထားပါမယ်ဘာဖြစ်လို့လဲဆိုတော့ तू ကပို့ထားလိုက်လို့ရှိရင်အပေါ်ပြန်ထွက်ပြီးမှလဲအတွက်ကြည့်ရတာအဆင်မပြေပါဘူးအဲဒီအတွက်ကြောင့် on under ကိုရွေးပေးပါမယ်ဆက်ကြည့်ကြည့်ပါမယ်ဒီမှာဆိုရင် animation ကို on under ပဲထားပါမယ်ပြီးရင်ကျွန်တော်ဒီ duration ကိုအပြည့်ဆွဲပါမယ်ကျွန်တော်ပြန်ကြည့်ကြည့်ပါမယ်โอเคဒီလောက်ဆိုရင်အဆင်ပြေပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ video ကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် like and subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye